အားလုံးဆွေးလက်ပိုင်အင်ချမ်းမြေကိုဒေါ်လာကောင်းပေါ့ဆွေးလက်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းဒေါ်လာကောင်းပေါ့မိတို့အားပေးတဲ့မိတ်ဆွေအားလုံးကျေးဇူးတင်တယ်နောက်တစ်ခုကကျွန်တော်တို့ ਨੇ တိဆောက်မယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့တစ်နှစ်မှကျွန်တော်တို့က28လုံးပဲလက်ခံတာဖြစ်တဲ့အတွက်ကြောင့်2025မှာအိမ်ဆောက်ဖို့စိတ်ကူးရှိတယ်ဆိုရင်ဆွေးလက်ပိုင်မှာ booking လုပ်ပြီးတော့ဆွေးနွေးပါကျွန်တော်ရဲ့လုပ်ငန်းစဉ်ကတော့အသေးစိတ်များပါတယ်လုပ်ငန်းအနံတဲ့ခါကျရင်လည်းကျွန်တော်တို့ကပြီးစလွယ်လက်ခံခြင်းမပြုဘူးအိမ်ရှင်ကိုချိန်ဆွေးနွေးပြီးတော့ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေရှင်းပြပြီးတော့မှအိမ်ရှင်ယုံကြည်မှုပေးတဲ့ခါကျမှကျွန်တော်လုပ်ငန်းလက်ခံတာဖြစ်ပါတယ်အိမ်ရှင်ယုံကြည်မှုမပေးတဲ့ခါကျရင်ကျွန်တော်တို့ကအိမ်ရှင်တွေကိုဝန်ဆောင်မှုပေးတဲ့အနေနဲ့အကြံဉာဏ်တွေပြုတာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့လာဆွေးနွေးတဲ့ခါကျလို့ရှိရင်လုပ်ငန်းအနံဖို့အဓိကမဟုတ်ပါဘူးဒီလုပ်ငန်းစဉ်လေးတွေအသေးစိတ်သိသွားပြီးတော့ဒီသူနဲ့ပဲဆောက်ကျွန်တော်ပြောရတဲ့အကြံလေးတွေဒီမိတ်ဆွေတို့အတွက်အကောင်းဆုံးအကြံလေးဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒါဝမ်းသာပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆုလက်ပိုင်းနဲ့လက်တွဲပြီးတော့ဆုတွေလက်တွေအိမ်တွေအမြန်ပိုင်ကြပါစေ